အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီနေ့ကတော့ homemade ချက်ထားတဲ့တုံးရမ်းအနစ်လေးကိုအသုံးပြုပြီးတော့ကျွန်တော်ပဇွန်လေးကိုချက်ပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ပါဝင်ပစ္စည်းကြီးပေါ့နော်ပဇွန်နောက်ချက်သွန်အနီအဖြူကြိတ်ထားပါမယ်နော်အုံတို့ပါမယ်နှုတ်စိမ့်ပါမယ်တုံးရမ်းအနစ်လေးပါမယ်နော်အရင်ဆုံးကျွန်တော်တို့ပဇွန်ကိုစီနေငယ်နဲ့ကျွန်တော်တို့ကြော်လိုက်မယ်နော်တစ်ဖက်ကျတော့ရင်တော့ကျွန်တော်တို့နောက်ထပ်တစ်ဖက်ကိုထပ်ပြီးတော့လှန်ပြီးတော့ကြော်လိုက်မယ်နော်ကြော်တဲ့အခါမှာကျွန်တော်အရင်ကြက်နေအောင်ကြော်ကြမလို့ပါဘူးဗျဟုတ်ကဲ့ပဇွန်ကိုကြော်ပြီးရင်တော့ကျွန်တော်တို့ခဏဆယ်ထားလိုက်မယ်နော်ပြီးရင်ဒေဝလေးကိုစီနေငယ်ထပ်ထည့်ပါမယ်ဗျထည့်ပြီးလို့ရှိရင်ကြက်သွန်ကြီးကြက်သွန်ဖြူစပလင်ကြိတ်ထားတာလေးကိုကျွန်တော်တို့ထည့်ပြီးတော့စီးတတ်မယ်နော်မျိုးဒီအဆက်ကြိုက်တဲ့လူတွေကတော့ဒီနေရာမှာတစ်ခါလေးရော့ကြိတ်လို့ရပါတယ်ဗျဟုတ်ကဲ့ကြက်သွန်ဒီစီးတက်ပြီးရင်တော့အချုံငံနေနဲ့စက်သားမုတ်ရဲ့တကြားရဲ့အချုံလေးကိုအနေနဲ့ထည့်ပါမယ်ဗျအရသာတွေကိုနှမ်းစအောင်မွေပြီးသွားရင်တော့ကျွန်တော်အုံတို့အရေးပေါ့နော်အရေးကိုထည့်ပြီးတော့စီးတက်ပါမယ်ဗျအုံတို့အရေးမရှိတဲ့လူကတော့အမုံကိုသုံးလို့ရတယ်နော်ပြီးရင်ကျွန်တော်ချက်ထားတဲ့ပုံမိတ်တုံရအနစ်လေးထည့်ပါမယ်ဗျတုံရအနစ်လေးထည့်ပြီးရင်တော့ကျွန်တော်တို့နှောင်ဝင်မယ်နော်ဒီမွေတဲ့ချိန်မှာမီးကိုဒါကြီးမပြင်းပါနဲ့ဗျမီးအေးလေးနဲ့နှောင်ဝင်ထားမယ်နော်ပြီးရင်အရသာအနေနဲ့ကျွန်တော်တို့ရွှေသေးလျှောက်ရည်အနေငယ်ထည့်ထည့်မယ်နောက်ကင်းမွန်ငပြကြီးအနေငယ်ထည့်ထည့်မယ်နော်အရသာကြီးထည့်ထည့်ပြီးရင်တော့ကျွန်တော်တို့ပဇွန်လေးကြောထားတဲ့ပဇွန်လေးကိုထည့်မယ်နော်ကြောထားတဲ့ပဇွန်လေးကိုထည့်ပြီးတော့အနေငယ်အရသာလေးစိတ်ဝင်တော့အောင်ခဏချက်ထားပါမယ်ဗျဟုတ်ကဲ့ချက်ပြီးသွားရင်တော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့နှိုးစိမ်းလေးအနေငယ်ပေါက်ပါမယ်နှိုးစိမ်းလေးထည့်ပြီးရင်တော့မီးအေးလေးနဲ့ကျွန်တော်တို့ခဏလေးနှက်ထားပါမယ်ဗျမီးအေးလေးနဲ့နှက်ထားရင်တော့ဒါကျွန်တော်တို့ပဇွန်တုံးရအနစ်ချက်လေးရပါပြီဗျဟုတ်ကဲ့အခုဆိုရင်တော့ဒါကျွန်တော် homemade တုံးရအနစ်ကိုအသုံးပြုပြီးတော့ချက်ထားတဲ့ပဇွန်တုံးရအနစ်ချက်တွေဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်ချက်တဲ့နည်းလေးဖြစ်တဲ့အတွက်အခြားသူတွေနဲ့မတူကွဲပြားတာလေးရှိနေပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါစို့ဗျာ